ဗျာမေကုန်းပြန်ကောက်ပြီးဖြစ်ရမယ်โอเคဂိမ်းဆောရတာကြိုက်လားဆိုကြိုက်တယ်ဘလို့ခင်းအကြိုက်ဆုံးလဲဟလားလက်6ချောင်းခင်းအကြိုက်ဆုံးပဲလက်6ချောင်းခင်းနမားတွေကိုဘာကြိုက်တာလဲဟလားဘာကြိုက်တာလဲဆိုတော့ကျွန်တော်တို့တွေက5 club member တွေလို့ပဲဗျသိလားတယောက်နဲ့တယောက် member ဝင်ချင်းချင်းမသိရဲ့စကားတွေရှိတယ်member ဝင်မဟုတ်ဘူးဆိုလို့ရှိရင်လုံးဝမသိနိုင်တဲ့အကြောင်းအရာတွေဗျာအဲ့ဒါတွေဆောင်းအောင်ကြိုက်တာဥပမာကျွန်တော်အခုစကားတစ်ခွန်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ member ဝင်မဟုတ်ဘူးဆိုလို့ရှိရင်မသိနိုင် Okay The first rule of Fight Club is you do not talk about Fight Club လန်ဒန်ချောင်းသမားတွေကိုဘာပြောချင်လဲဟလားတိုးဗျူလေးနဲ့တူတယ်လို့တော့ပြောချင်ပါတယ်ကျွန်တော်တို့တိုးရင်း business မားကြီးတွေကနေပြီးတော့ capitalism ထဲမှာ brain wash ထားတဲ့တိုးဗျူလေးတွေပေါ့ဗျာစော်ကားနေရလားဟလားဟုတ်ပါတယ်ကျွန်တော်တို့မြင်တဲ့အပိုင်းတစ်ပိုင်းရှိသေးတာကျွန်တော်သိရဗျာလက်8ချောင်းသုံးပြီးစော့ရတဲ့ဥစ္စာတွေပေါ့ keyboard နဲ့ mouse နဲ့ကင်ထားတဲ့ဘာညာ master race တွေမသိရှိတာမသိဘူးမဟုတ်ဘူးကျွန်တော်သိတယ်ဒါပေမဲ့လက်6ချောင်းကိန်းစော့နေရတာဟိုကဂုံယူတာသူတို့လည်းကျွန်တော်တို့တောတာလို့ခေါ်မှာပဲ console person ဆိုပြီးခေါ်ကြတယ် so what ကျင်းတယ်ဘယ်အရာဓာတွေကိုအကြိုက်ဆုံးလဲဆိုတော့ဂိမ်းမှာ platinum trophy ရသွားတဲ့အခါတိုင်းခံစားရတဲ့ခံစားချက်တွေကြိုက်တယ် Sekiro တို့Bloodborne တို့ Dark Souls တို့မှာ boss တွေကိုတက်လိုက်နိုင်တဲ့အခါတိုင်းရတဲ့ဒီ adrenaline rush တွေကိုကျွန်တော်ကြိုက်တယ်เนาะပြီးတော့အများကြီးပါငငယ်လေးကနေအခုဒီအကြိုက်ဆုံးတော့လက်6ချောင်း game series တွေကိုပြောပြပါဆိုလို့ရှိရင်တော့ Final Fantasy Resident Evil Red Dead Redemption နဲ့ကျွန်တော်တို့Soulborne series ကိုပဲဆိုကြပါစို့ကျွန်တော်တို့ကို30 frame per second နမှာလို့ပြောကြတဲ့လူတွေကိုဘယ်လိုမြင်လဲဆိုတော့ပြောပေါ့ဟုတ်နေရပဲကျွန်တော်ဆိုလို့ရှိရင်အခု PS5 Yo-Yo Fat နဲ့ GTA လာလို့ရှိရင်30 frame per second တော့ပြည့်ပါမလားမသိဘူးစော့ရမှာဟုတ်တော့လည်းဟုတ်နေရတယ်ဒါပေမဲ့အကျင့်ပါပဲဗျာအရင်သူများတွေပြောလို့မျိုး frame per second အရင်များမှကောင်းတယ်ဆိုတာလည်းမဟုတ်ပါဘူးဆော့ရှိလားဆိုရင်မျိုးကနည်းနည်းရိုင်းတယ်တော့ကျွန်တော်တို့ကဂိမ်းဆော့နေတာပြီးတော့ဒီ interview ကခင်ဗျားဂိမ်းကြောင်းမမေးမယ်ဆိုလို့ကျွန်တော်လက်ခံပြီးဖြေနေတာဆော့ရှိလားလို့မေးတော့ဗျာဘယ်သူမေးနေလို့လဲဟလားဘယ်သူမှမမေးဘူးလေတယောက်တည်း content ပုံစံလေးအသစ်ဆန်းများဖြစ်မလားဆိုပြီးထိုင်ပြောနေတာညော့ဗီဒီယိုဆောင်းပြောခဲ့ရလေ Fight Club ပါဆိုနေမှာ We don't talk about Fight Club